ခေါက်ဆွဲကြော်ကောင်းကောင်းလေးကြိုက်တဲ့သူတွေအတွက်အိမ်မှာလွယ်တကူကြော်စားလို့ရနိုင်တဲ့ခေါက်ဆွဲကြော်တဲ့နည်းလေးကိုကျွန်တော်ဒီနေ့ပြန်ပြီးတော့မျှဝေပေးခြင်းပါတယ်။ခေါက်ဆွဲကြော်ဖို့အတွက်အရင်ဆုံးတဲဦးထဲမှာစီလေးတင်းတင်းလောက်ထည့်ပေးလိုက်ပါမယ်။စီပူလာရင်တော့နှုတ်စဉ်းစားတဲ့ကျက်သွင်ပြူလေးကိုထည့်ပြီးတော့စီလေးတက်ပေးပါမယ်။ကျက်သွင်ပြူလေးစီတက်ပြီးသွားပြီဆိုရင်တော့ကြိတ်ထားတဲ့သားလေးကိုထည့်ပြီးတော့ကြော်ပေးပါမယ်။ဒီနေရာမှာကျွန်တော်ကအသားကိုဝက်ကြိတ်သားကိုအသုံးပြုထားပါတယ်။ပြီးရင်တော့ကျုပ်လေးနှလုံးကိုလည်းဖောက်ထည့်ပြီးတော့ခဏလောက်ရောကြော်ပေးပါမယ်။ကျုပ်လေးကြော်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို့မုံလာဥအနေနဲ့ပဲတီးလေးကိုအရင်ဆုံးထည့်ပြီးတော့ကြော်သွားပေးရပါမယ်။မုံလာဥအနေနဲ့ပဲတီးလေးကကြာလေးကြော်ခံတဲ့အတွက်ကျွန်တော်ကအရင်ဆုံးထည့်ကြော်ပေးတာဖြစ်ပါတယ်။ပြီးရင်တော့ကော်ဖီလေးထည့်ပြီးတော့ခဏလောက်ထည့်ကြော်ပေးပါမယ်။ဒီနေရာမှာအသီးအနှံနဲ့အရွက်ကိုလည်းကိုကြိုက်နေတဲ့သက်သာလေးကိုထည့်ပြီးတော့သုံးဆောင်နိုင်ပါတယ်။ပြီးရင်တော့ခေါက်ဆွဲထည့်ပေးပါမယ်။ခေါက်ဆွဲထည့်ပြီးသွားပြီဆိုရင်တော့အရသာအတွက်ကြာညိုလေးထည့်ပေးပါမယ်။ပြီးရင်တော့ပဲငံပြာကြီးအကျဲရယ်ခရူးစီရယ်စားရယ်တကြားရယ်နောက်ဆုံးမှာကျွန်တော်တို့အယိုးပြုတ်ကြီးလေးကိုထည့်ပြီးတော့အားလုံးကိုနှက်ဆက်သွားအောင်မှွေထားပေးလိုက်ပါမယ်။ရသားတွေအားလုံးနှက်ဆက်သွားအောင်မှွေပြီးသွားပြီဆိုရင်တော့ဒေယိုဖုံးလေးကိုအုပ်ပြီးတော့10မိနစ်ခန့်လောက်ဆက်ပြီးတော့တည်ထားပေးရပါမယ်။ပါဝင်ပစ္စည်းအားလုံးနဲ့ခေါက်ဆွဲမျိုးစားကိုလည်းကိုကြိုက်နေတဲ့သက်သာလေးကိုထည့်ပြီးတော့လည်းသုံးဆောင်လို့ရပါတယ်။နောက်ဆုံးကြမှာကျွန်တော်တို့ခေါက်ဆွဲကြော်ကိုအနံလေးမှွေသွားလို့ငေဦးကောင်းလေးထည့်ပေးလိုက်ပါမယ်။ငေဦးကောင်းလေးထည့်ပြီးသွားပြီဆိုရင်တော့တရုတ်နံနံလေးကိုဖြူပေးလိုက်ပါမယ်။ပြီးရင်တော့ခဏလောက်မှွေပေးလိုက်မယ်ဆိုရင်တော့ဆူဆူအီလေးနဲ့စားလို့ရန်ကောင်းတဲ့ခေါက်ဆွဲကြော်လေးတစ်ပွဲရပါပြီ။ခေါက်ဆွဲကြော်တဲ့နီးလေးကလည်းတောင်းနဲ့မတူကြသလိုဒေတာလိုက်လည်းခွဲပြပါတယ်။ဒီကြော်နီးလေးကလည်းရန်ကိုလွယ်ကူရိုးရှင်းပြီးခေါက်ဆွဲသားလေးကဆူဆူအီလေးနဲ့စားလို့ရန်ကောင်းတဲ့ကြော်နီးလေးဖြစ်လို့ကျွန်တော်ပြန်ပြီးတော့မျှဝေပေးရခြင်းဖြစ်ပါတယ်။ကျွန်တော်ရဲ့ဗီဒီယိုလေးကိုလည်းအဆုံးထိကြည့်ပေးလို့အားလုံးကိုကျေးဇူးတင်ပါတယ်ကျွန်တော်နဲ့အတူနောက်ဗီဒီယိုတစ်တွေမှာပြန်ဆုံပါမယ်